င်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့လုပ်ငန်းခွင်မှာကိုယ့်ရဲ့ကိုယ်ကိုယ်သွေးတိုးတက်လာစေဖို့အတွက်သတိပြုဆောင်ရွက်ရမယ့်အချက်တွေကိုပဲပြောပြပေးချင်ပြီးပါတယ်နံပါတ်1ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုကိုယ်ပိုင်ကုမ္ပဏီတစ်ခုလိုမျိုးသဘောထားပေးပါပေးရထားတဲ့တာဝန်တွေကိုအောင်မြင်အောင်ဆောင်ရွက်ရုံနဲ့မကဘဲနဲ့လုပ်ငန်းခွင်မှာသူများတွေထက်လက်မြင်ပြီးတော့အကွက်စိတ်အောင်လုပ်ကိုင်နိုင်မယ်ဆိုလို့ရှိရင်တော့မိမိရဲ့အထက်လူကြီးကကိုယ့်ရဲ့တီထွင်ချက်ဆောင်မှုတွေအတွေးမြင်တွေကိုသတိထားမိမှာပဲဖြစ်ပါတယ်နံပါတ်2ထူးချွန်တဲ့သူတွေကိုလေ့လာပါလုပ်ငန်းလုပ်ဆောင်ရမှာထူးချွန်တဲ့သူတွေကအလုပ်ကိုဘယ်လိုစနစ်တကျနဲ့စီမံခန့်ခွဲပြီးအလုပ်လုပ်ကလေးဆိုတာကိုအမြဲတမ်းလေ့လာသင်ယူလို့ရပါတယ်လုပ်ငန်းနဲ့ဆိုင်တဲ့အကြံဉာဏ်တွေကိုလည်းသူတို့စီကနေပြီးတော့ရရှိနိုင်ပါတယ်နံပါတ်3နားထောင်ပါလေ့လာပါထိန်းသိမ်းပြင်ဆင်ပါအလုပ်လုပ်ဆောင်ရမှာမိမိရဲ့တစ်ဖက်ကအမြင်နဲ့စကားနိုင်မှုကိုမကြိုးစားပါနဲ့သူတို့ပြောချင်တဲ့စကားကိုတိတိကျကျနားထောင်ပြီးတော့သဘောပေါက်အောင်လေ့လာပါပြီးမှဆွေးနွေးတိုင်ပင်ပါနံပါတ်4ချက်အနေနဲ့လုပ်ငန်းခွင်မှာသူများနဲ့အမြင်ကြီးဖြစ်စေမယ့်အရာတွေကိုရှောင်ရှားပါစကားပြောဆိုမတတ်တာအတင်းဖြင်းပြောတာကောင်းတဲ့ဆက်ဆံရေးမကောင်းတာတွေကမိမိရဲ့အလုပ်ကိုင်ငန်းကြောင့်တိုးတက်စေဖို့အတွက်ဆူညောက်ခလုတ်တွေဖြစ်စေနိုင်ပါတယ်ဒီလိုချက်တွေကိုမိမိဘက်ကနေပြီးတော့အထူးသတိပြုပြီးတော့ရှောင်ရှားပါနံပါတ်5ချက်အနေနဲ့စိန်ခေါ်မှုတွေကိုမကြောက်ပါနဲ့လုပ်ငန်းခွင်မှာတွေ့ကြုံရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကမိမိရဲ့လုပ်ငန်းကျွမ်းကျင်မှုနဲ့လုပ်ဆိုင်နိုင်စွမ်းကိုတိုးတက်အောင်ကူညီပေးနိုင်ပါတယ်။မိမိနားလည်မသိရှိသေးတာတွေကိုလည်းရိုးရိုးသားသားဝန်ခံပြီးတော့တည်တည်ချာချာလေ့လာသိယူပါ။နံပါတ်6ချက်အနေနဲ့ကိုယ့်မှာကိုတာဝန်ယူတတ်ပါစေ။ဒီချက်ကတော့လုပ်ငန်းခွင်မှာလိုက်နာတဲ့အရေးကြီးဆုံးချက်တစ်ခုပဲဖြစ်ပါတယ်။လူတိုင်းကအမှားနဲ့မကင်းနိုင်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်မှာကိုတာဝန်ယူစိတ်ရှိပါ။နောက်တစ်ခါဒီလိုအမှားမျိုးမဖြစ်အောင်လည်းအထူးသတိပြုပေးပါနောက်ဆုံးချက်အနေနဲ့ကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့ image ကိုသတိထားပေးပါလူတိုင်းအတွက်ပုံရိပ်လို့ဆိုရမယ်ဝတ်စားစေရင်မှုကိုယ်အမူအရာစကားပြောပုံဆိုဝင်နဲ့တကိုယ်ရေးတန်ရှင်းမှုတွေကအင်တန်ကိုအရေးကြီးပါတယ်ရှင်အလုပ်ကိုတက်တက်ကြွကြွနဲ့အမှားကင်းပြုမှုဆောင်ရွက်ခြင်းအပြင်လုပ်ငန်းခွင်မှာကိုယ့်ရဲ့ပုံရိပ်ကိုမြင့်တက်စေပါတယ်ရှင်ဒီချက်တွေကတော့လုပ်ငန်းခွင်မှာကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေနိုင်တဲ့ချက်တွေပဲဖြစ်ပါတယ်ရှင်တင်တို့ရဲ့လုပ်ငန်းခွင်မှာဘယ်လိုမျိုးတွေကြော်ဖြတ်နေကြလဲဆိုတာကိုအောက်က comment လေးမှာဖြေသွားပေးလို့ရပါတယ်ရှင်အားလုံးပဲပျော်ရွှင်ချမ်းမြေ့တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေရှင်